ကုန်ပစ္စည်းရဲ့အရေးသွေးကတော့အဖြစ်ပြောစရာမရှိအောင်တန့်စင်နေတာပါအညစ်အကြေးကင်းစင်ပြီးပုံစံလဲပြည့်စုံလုံးတာကြောင့်ဒီကုန်ပစ္စည်းတွေကိုရေရှည်လက်တွဲပြီးမာယူဖို့သူဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဒီနေရာမှာပဲပြဿနာတစ်ခုတက်လာပါတော့တယ်ဆိုင်ရှင်ဖုန်းဖန်ကိုပစ္စည်းမဝယ်ဖို့ဟန်တားလိုက်သူကတော့ဝူဝူမိသားစုပါပဲသူတို့ရဲ့အကြောင်းပြချက်ကတော့ရိုးရှင်းပါတယ်ဒီကုန်ပစ္စည်းဟာသူတို့မိသားစုရဲ့လက်ရာသူတို့လမ်းကြောင်းကိုတုံးထားတာဖြစ်လို့ဝူမိသားစုရဲ့ပိုင်ဆိုင်မှုသာဖြစ်ရမယ်ဒါပေမဲ့ဇက်လိုက်ဖြစ်သူရှီချွန်ကတော့အရှုပ်ပေးမှာမဟုတ်ပါဘူးသူကကြေးရွာအုပ်ချုပ်ရေးရဲ့တရားဝင်ခွင့်ပြုချက်စာရွက်ပစ္စည်းထုတ်လုပ်မှုအထောက်အထားစာရွက်စာတမ်းတွေကိုစပွဲပေါ်တင်လိုက်ပြီးဒါကကျွန်တော်နာမည်နဲ့တရားဝင်လုပ်ထားတာစာရွက်စာတမ်းအထောက်အထားအဖြူအမဲရှိပြီးသားဝူမိသားစုနဲ့ဘာမှမဆိုင်ဘူးလို့ပြက်ပြက်တသားတုံ့ပြန်လိုက်ပါတယ်ဂုံတိတ်ခါထိခိုက်သွားတဲ့ဝူမိသားစုဘက်ကအတင်းအဓမ္မဖိအားပေးဖို့ကြိုးစားပေမဲ့ရှီချွန်ကတော့ကျွန်တော်တို့ကစီးပွားရေးလုပ်တာအော်ဟစ်ဆဲဆိုတာနဲ့မဆိုင်ဘူးအထောက်ထားတာပြနိုင်ရင်ပြပါမဟုတ်ရင်ဒီမှာရှက်စရာမလုပ်ကြပါနဲ့ဆိုပြီးပွဲကိုအေးအေးဆေးဆေးနဲ့ပဲဖျက်ထုတ်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့သူဟာလူတစ်ယောက်ရဲ့နောက်ခံထက်ကုန်ပစ္စည်းရဲ့အရေးသွေးကိုသာဦးစားပေးတဲ့စီးပွားရေးသမားတစ်ယောက်ဆိုတာကိုအတိအလင်းပြသလိုက်ပါတော့တယ်အတိတ်ကအဆက်ခွဲခံခဲ့ရတဲ့ရှီချွန်ရဲ့ဘဝမှာအပြောင်းအလဲတစ်ခုစတင်လာပါပြီသူ့ကိုအထင်သေးပြီးညှင်းပယ်ခဲ့မှုတဲ့သူတွေကပဲအခုတော့ရွှေလက်စွပ်ကိုပြန်ပေးပြီးအလျှော့ပေးဖို့ကြိုးစားလာပါတယ်ဒါပေမဲ့ရှီချွန်ကတော့ရိုးရှင်းပါတယ်လူတွေကပြောင်းလဲသွားတာလားဒါမှမဟုတ်သူကိုယ်တိုင်ပြောင်းလဲသွားတာလားဆိုတဲ့မေးခွန်းနဲ့အတူအတိတ်ကဒဏ်ရာတွေကိုပြက်ပြက်တသားပဲညှင်းဆန်လိုက်ပါတယ်ဒီအချိန်မှာပဲအခွင့်အရေးတစ်ခုပေါ်လာပါတယ်ခရိုင်အဆင့်ကြီးမားတဲ့ငှက်တိုက်လုပ်ငန်းအတွက်ရှီချွန်ကိုပဲအဓိကထားပြီးကမ်းလှမ်းလာတာပါတစ်လကိုအနည်းဆုံးငှက်တိုက်အချက်3ဆက်အရေးသွေးမြင့်မားရမယ်ဆိုတဲ့စိန်ခေါ်မှုကြီးကိုရှီချွန်ကလက်ခံလိုက်ပါတယ်စီးပွားရေးလုပ်ဖို့ကင်ဘက်ကငွေကြေးပိုင်းတာဝန်ယူပြီးရှီချွန်ကတော့လက်မှုပညာနဲ့လုပ်သားတွေကိုတာဝန်ယူဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့ရှီချွန်ရဲ့စီးပွားရေးစည်းကမ်းကတော့အံ့ဩစရာပါမိုးရွာရင်အလုံနာရာသီဥတုအေးခဲရင်လုပ်ငန်းရဲ့ငှက်တိုက်ထုတ်လုပ်မှုမှာလည်းစံချိန်စံညွှန်းအတိုင်းတင်းကျပ်မယ်ဆိုတဲ့စည်းကမ်း3ချက်ကိုသူညှိနှိုင်းပါဘူးစီးပွားရေးသမားတစ်ယောက်ဟာငွေကိုပဲကြည့်တတ်တယ်လို့ထင်ခဲ့ပေမဲ့ရှီချွန်ကတော့အရေးသွေးကိုသာအသက်လို့သဘောထားတဲ့သူဆိုတာကိုတက်တည်ပြလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ဦးဟာစည်းကမ်းချက်တွေကိုသဘောတူညီပြီးအောင်မြင်တဲ့စီးပွားရေးခရီးကိုအတူတူစတင်လိုက်ကြပါတော့တယ်